မှာပစ္စည်းအသစ်ထုတ်ဝင်ထားတဲ့နှက်ခမ်းတွဲကျွန်းဘီလိုကြီးပဲဖြစ်ပါတယ်ရှင်ရိုးရိုးရှင်းရှင်းဒီဇိုင်းလေးကိုပဲတကားအရှင်နဲ့ပြုလုပ်ပေးထားပြီးတော့အလဲခါတော့မှာဒိုင်းမွန်ဒီဇိုင်းလေးကိုထွင်ပေးထားတာဖြစ်ပါတယ်ရှင်ဗီဒီယိုကြီးတစ်ခုလုံးကိုနောက်ပိတ်အစားအခင်းဆုံးကျွန်းသားနဲ့ပဲပြုလုပ်ပေးထားတာဖြစ်ပါတယ်ရှင်ဗီဒီယိုလေးကဒီနေ့မှရောက်တာမလို့အဒမင်တို့တက်စင်မလုပ်ရသေးပါဘူးရှင်ဒါအတွင်းကန်းလေးကိုပြပေးခြင်းလို့ပါနောက်ပိတ်ကျိုးရှာတို့အမိုးကကျိုးရှာတို့နဲ့ပြုလုပ်ပေးထားပါတယ်ဒီဘက်မှာတော့အကန့်က3ကန့်ပါပြီးတော့အောက်ဘက်အချက်မှာအကန့်2ကန့်ထည့်ထားပါတယ်အင်ကြီးတွေကိုခောက်ပြီးတော့တင်ထားလို့ရပါတယ်ရှင်ဒီဘက်အချမ်းမှာတော့အင်ကြီးချိတ်တန်းတစ်ခုအခင်းအရှင်ကတစ်ခုနဲ့အန်ဆွဲအသေးတစ်လုံးပါဝင်ပါတယ်အောက်ဘက်အချက်မှာတော့အကန့်2ကန့်ပါဝင်ပါတယ်ရှင်ဆိုင်မှာအချောအသင့်ရှိတာဖြစ်တဲ့အတွက်အဒမင်တို့ကရန်ကုန်မြို့ထဲကို3ရက်အတွင်းပို့ပေးပြီးတော့အိမ်ရောက်ငွေချစ်စနစ်နဲ့ပြုလုပ်ပေးပါတယ်။နေမြို့နယ်တွေအတွက်ကိုတော့ order confirm ဖြစ်ပါကစရန်တဝက်ကောက်ထားပြီးတော့ကြံငွေကိုဂိမ်းရောက်ငွေချစ်စနစ်နဲ့ပြုလုပ်ပေးပါတယ်။နေမြို့နယ်တွေအတွက်ကတော့အိမ်ရောက်ငွေချစ်လုံးဝမရပါဘူးရှင်။ဆိုင်မှာလာရောက်လေ့လာလို့ပါကအမှတ်14ထူပေါင်လမ်း20အနောက်2ညရက်ကတာဂီတာမြို့နယ်ရန်ကုန်မြို့မှာလာရောက်လေ့လာနိုင်ပါတယ်ရှင်။ Google Map ကနေလည်းမြင့်ဖန်နေချာလို့ရိုက်ထည့်ပြီးတော့လာရောက်လေ့လာနိုင်ပါတယ်ရှင်။အကယ်၍အရန်ဝဲတဲ့မြို့တွေကဆိုလို့ရှိရင်တော့ကျမတို့ Viber ဖုန်းနံပါတ်တွေကနေပြီးတော့ဗီဒီယိုကိုခေါ်ပြီးတော့ဆက်သွယ်ဆောင်ရွက်မေးမြန်းနိုင်ပါတယ်ရှင်။အားလုံးကျေးဇူးတင်ပါတယ်အဒမင်အင်းမြခိုင်ပါ